Hello မင်္ဂလာပါ Welcome to my green blog ဒီနေ့ကတော့ဒီရဲ့မြို့ရထားလေးကိုသွားစီးမယ်ဆိုပြီးတော့ကလေးနဲ့တူသွားပြီးတော့ထိုင်းကြရပါဒါပေမဲ့ဒီစိန်ကူတော်ရောက်တော့ဒီရဲ့မြို့ရထားမတွေ့ရနဲ့ပဲမြမမြို့ရထားကိုပဲကလေးရဲ့ပထမဆုံး experience အနေနဲ့စီးခဲ့ပါတယ်မစိုးပါဘူးသူကတော့တယောက်ကို900ကျပ်နှုန်းနဲ့စီးခဲ့ရပါတယ်မိသားစု4ယောက်ဆို2000ကုန်ခဲ့ပေါ့နော်ကိုရကကောင်းစင်တော့ရထားဖို့တက်ချင်းမှာပဲနေရပါတယ်အဆင်ပြေပါတယ်စီရကလေးရလေးပဲရထားစစီပြီးတော့ဆိုတော့သူကလည်းဒီဘက်ကိုလေးလာနေကြပါတော့ဘာချက်လေးတက်တာပြီးတော့အေးဖက်တက်တာနဲ့ရထားစီရအဆင်ပြေပါတယ်နောက်ပြီးတော့တခုလေးလာဝင်ရခဲ့တာတော့ရထားနေရွှေရောက်ဘလို့သွားမယ်ဆိုတော့နည်းနည်းလေးအခုမှသိသွားပါတော့ဗျာလန့်ပြရမှာဆင်းပြီးတော့ရှုံပြောင်းတော့လေးရဆိုလေးလာကြရတယ်နောက်တစ်ခုကကြတော့နဲ့သူကရောက်လဲရောက်တော့ဒီရဲ့မြို့သားလေးနိုင်မှာဆိုတော့ချိန်နေရသေးရဲ့ဆိုပြီးတော့ဂျန်စီစီတီကိုတွားပြီးတော့ window shopping လေးရှောက်ကြည့်ရှောက်လေတဲ့ပုံလေးပါလေးဘာညာတရကရိုက်ပေါ့နော်ချက်ပြီးတော့ဆိုလို့ရှိရင်တော့အမလေးနိုင်ရနေကြော်သွားပြီဆိုကိုရလည်းအပြေးလွှာရန်ကုန်ပြည်ပြန်ကြရပါတော့ရန်ကုန်ပြည်ပြန်တော့တော်ပါသေးရဲ့မရိုက်လိုက်ရတော့ရတာဆက်ကောင်းအောင်မှာဒီရဲ့မြို့သားလေးညှိရုံလောက်လေးပဲအပြေးလွှာတက်လိုက်ရပါတော့ကလေးကနေတော့ပုံနေနေပြီဒါနဲ့ဒီရနဲ့ထားကကြတော့အဲအကုန်းလေးနဲ့ဆိုတော့စီးရတာအရင်အေးလို့ရှိပါလေကိုရီးတဲ့အခုမှကြုံရပေါ့နော်ပြီးတော့ဒီရမြေကစီးမယ်ဆိုလို့ရှိရင်တော့အမေရဲ့လေးကိုသွားတင်နေလို့ recommend ပေးချင်ပါတယ်သူကတော့လက်ပြကြီးနေဆိုတော့တော်တော်လေးချမ်းငယ်ပေါ့နော်ကလေးရမျိုးရပါတော့ကလေးရောမျိုးရကိုပေးလိုက်တာပေါ့ကလေးရလည်းပဲအပြင်ဘက်ကိုမြက်ကြီးနေပဲသူရဲ့ five experience တွေသူကခံစားနေရကိုငယ်တော့အလောက်ကြီးဒီရထားလည်းမရှိဘူးပြောနော်ဒါကသားလေးကိုပြန်ရထားစီစဉ်ပေးလိုက်တာပါဒီကတော့ပြောနေရထားပေါ်မှာရှောက်သွားရှောက်ကြည့်တယ်ကိုဆိုရထားပတ်စံနေနေလည်းရှောက်ခဲ့တယ်ဒီရထားဒီကိုမှစီးရဆိုတော့လည်းထိုင်ရတော်တော်လေးလောက်စီးရလေးဆိုရမတရားရနေသူအင်းစင်ပြန်လာဆိုတော့တနင်္ဂနွေတူတော့ဒါလောက်စီးရဆိုလုံးဝထိုင်နေမဟုတ်ဘူးပေါ့နော်ညောင်းနေတော့မိသွားပြီးတော့မတက်ထားရင်းနေကိုယ်ပြန်စင်းတော့ညီမတနင်္ဂနွေလောက်ကြာပါဆိုပြန်စင်းလာပါတယ်ဒီရမြေထားရဲ့ရထားနဲ့ရထားကလေးကတော့တယောက်ကို1000လုံးနဲ့ပါဘုန်းစင်ရရပြီးအင်ဂျင်တော့မေအားလုံးနဲ့ဗီဒီယိုလေးကြည့်ရှုပေးတဲ့တူကြည့်တဲ့ကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်